ဒုတိယကမ္ဘာစစ်ပြီးကလေးကဂျပန်နိုင်ငံဟာကမ္ဘာစက်ခုံပေါ်မှာအလွန်ကိုထိမ့်သိမ့်နေထိုင်ခဲ့ပါတယ်။သူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာကစစ်မတိုက်ဘူးစစ်တပ်မထားဘူးလို့ရေးဆွဲပြီးအမေရိကန်ရဲ့လုံခြုံရေးထိရိပ်အောက်မှာပဲနေထိုင်ရင်စီးပွားရေးကိုပဲအာရုံစိုက်ခဲ့တာဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ဒါပေမဲ့အခုတော့အဲ့ဒီခေတ်ကြီးကုန်ဆုံးသွားပါပြီ။ဂျပန်ရဲ့ဒီငြိမ်းချမ်းရေးမူဝါဒကိုလိုက်ချိုးပြီးတရုတ်နိုင်ငံကိုပြက်တထိတ်တိုက်ရင်ဆိုင်မှုပြင်ဆင်နေတဲ့အမျိုးသမီးတစ်ယောက်ဂျပန်ရဲ့ခေါင်းဆောင်ဖြစ်လာပါတယ်။သူကတော့ဂျပန်ဝန်ကြီးချုပ်တစ်ဆာနာအေးတာကာအီချီပါပဲ။သူမရဲ့အဓိကရည်မှန်းချက်ကဘာလဲ။ဂျပန်စစ်တပ်ကိုပြန်လည်အသက်သွင်းပြီးအာရှပစိဖိတ်ဒေသမှာတရုတ်ရဲ့ချိန်ချောက်မှုတွေကိုတားဆီးဖို့ပါပဲ။အကယ်၍ဂျပန်သားစစ်ရေးအရာပြန်လည်အင်အားကြီးမားလာခဲ့ရင်တရုတ်အမေရိကန်နဲ့အာရှဒေသတစ်ခုလုံးရဲ့အခင်းချင်းဟာဘလို့ပြောင်းလဲသွားမလဲဒီကနေ့ဗီဒီယိုမှာတော့တရုတ်ရဲ့ကစားကွက်တွေကိုတွတ်ခါစေမယ်ဂျပန်ဝန်ကြီးချုပ်တစ်ရဲ့ဗျူဟာတွေအကြောင်းအသေးစိတ်သုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဂျပန်ပြည်သူတွေရဲ့စိတ်ကူးတွေပြောင်းလဲလာတာဟာဝန်ကြီးချုပ်တာကာအီချီကြောင့်ကြီးပဲတော့မဟုတ်ပါဘူးအဓိကတရားခံကတော့တရုတ်နိုင်ငံပါပဲတရုတ်ဟာဂျပန်ပိုင်နဲ့ဖြစ်တဲ့အရှေ့တရုတ်ပင်လယ်ပြင်ကကျွန်းစုတွေနားကိုတင်မောတွေမကြာခဏဆေလွတ်လာပါတယ်။ဒါအပြင်ထိုင်ဝမ်ကျွန်းပတ်လည်မှာလည်းစစ်ရေးလေ့ကျင့်မှုတွေအကြီးအကျယ်လုပ်လာပါတယ်။ဂျပန်လိုကုန်သွယ်ရေးကိုအဓိကထားတဲ့နိုင်ငံအတွက်ဒီပင်လယ်ရေကြောင်းလမ်းတွေပိတ်ဆို့သွားရင်စီးပွားရေးပါပြိုလဲသွားနိုင်ပါတယ်။ဒီအန်ရီကိုကြုံမြင်ခဲ့တာကတော့ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးပါ2010ပြည့်နှစ်များအလယ်ပိုင်းမှာအာဘေးဟာအမျိုးသားလုံခြုံရေးကောင်စီကိုဖွဲ့စည်းခဲ့ပြီးသူ့ရဲ့ဆက်ခံသူဝန်ကြီးချုပ်ဖူမီယိုကီရှီဒါလက်ထက်မှာတော့ဒုတိယကမ္ဘာစစ်နောက်ပိုင်းအကြီးမားဆုံးသောကာကွယ်ရေးဘတ်ဂျက်ကိုအတည်ပြုပေးခဲ့ပါတယ်။တကယ်လို့တိုက်ခိုက်ခံရရင်ပြန်တုတ်ပြန်ပိုင်ခွင့်ရှိတယ်ဆိုတဲ့အယူဆကိုလည်းစတင်အကောင့်ထဲပေါ်ခဲ့ပါတယ်။ဒါပေမဲ့အခုတက်လာတဲ့တာကာအီချီကတော့အဲ့ဒါထက်အများကြီးပိုပြီးပြတ်သားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလကသူမဘာပြောခဲ့တယ်လဲဆိုရင်တကယ်လို့တရုတ်ကသာထိုင်ဝမ်ကိုတိုက်ခိုက်ခဲ့ရင်ဂျပန်အနေနဲ့စစ်ရေးအရာဝင်ရောက်ဆွတ်ဖက်ဖို့ရှိတယ်လို့လူသိရှင်ကြားပြောဆိုလိုက်ပါတယ်။ဒါဟာဘေကျင်းအစိုးရအတွက်တော့အကြီးမားဆုံးစိန်ခေါ်မှုကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်။တရုတ်ကစီးပွားရေးအရာပိတ်ဆို့မယ်လို့ချိန်ချောက်ခဲ့ပေမဲ့ဂျပန်မဲဆန္ဒရှင်တွေကတော့ဂရုမစိုက်ပါဘူး။အောက်လွှတ်တော်ရွေးကောက်ပွဲမှာတာကာအီချီရဲ့ပါတီကိုအမတ်နေရာ3ပုံ2ပုံထိအပြတ်တက်အနိုင်ပေးလိုက်ပါတယ်။ဒီလိုအပြတ်တက်နိုင်ရမှုဟာတာကာအီချီအတွက်တမိုင်းဝင်လုပ်ပိုင်ခွင့်တစ်ခုကိုရရှိသွားစေပါတယ်။အဲ့ဒါကဘာလဲဆိုတော့ဆရာဖြစ်သူရှင်ဇိုအာဘေးတောင်မလုပ်နိုင်ခဲ့တဲ့ဂျပန်အခြေခံဥပဒေကိုပြင်ဆင်ဖို့ပါပဲ။အထူးသဖြင့်စစ်မတိုက်ရန်နဲ့စစ်အင်အားမထားရှိရန်တားမြစ်ထားတဲ့အခြေခံဥပဒေပုံမှန်9ကိုပြင်ဆင်ဖို့ဖြစ်ပါတယ်။ဂျပန်မှာလက်ရှိကိုပိုင်ကာကွယ်ရေးတပ်ဖွဲ့ရှိပေမဲ့ဒီပုံမှန်9ကြောင့်စစ်အုံစေးတွေတိုက်စစ်စွမ်းရည်တွေနဲ့ဒီပကိုတက်စေလွတ်ခွင့်တွေအများကြီးကန့်သက်ခံထားရပါတယ်။ဒီဥပဒေကိုသာပြင်ဆင်နိုင်ခဲ့ရင်ဂျပန်စစ်တပ်ဟာကမ္ဘာအဆင့်မီတရားဝင်စစ်တပ်ကြီးတစ်ခုဖြစ်လာတယ်။စစ်ရေးဘတ်ဂျက်တွေအစမတန်တိုးလာမယ်။ပြီးတော့ဂျပန်နိုင်ငံပြင်ပအထိပါစစ်စင်ရေးတွေလှုပ်ဆောင်လာနိုင်ပါတယ်။ဆိုရလျင်အရင်ကစိတ်ကူးရင်ဇလန်းလို့ထင်ခဲ့ရတဲ့ကိစ္စတွေဟာအခုတော့ဘယ်အချိန်တကယ်ဖြစ်လာမလဲဆိုတာကိုပဲစောင့်ကြည့်ရမယ့်အခြေအနေရောက်နေပါပြီ။သို့ပေမဲ့ဒီအပြောင်းအလဲကိုအကြောက်ဆုံးကတရုတ်နိုင်ငံပါပဲ။ယခုအချိန်ထိတရုတ်ဟာကမ္ဘာအချမ်းသာဆုံးနဲ့နည်းပညာမြင့်မားဆုံးနိုင်ငံဖြစ်တဲ့ဂျပန်ကိုအခြေခံဥပဒေနဲ့တုံ့နှောင်ထားနိုင်လို့သာအာရှမှာစိတ်တိုင်းကျအင်အားပြခွင့်ရနေခဲ့တာပါဂျပန်သားအင်အားအပြည့်နဲ့ပြန်ထလာရင်တရုတ်ရဲ့ထိုင်ဝမ်သိမ်းရေးအိမ်မက်တွေပင်လယ်ပြင်စိုးမိုးရေးအစီအစဉ်တွေအကုန်လုံးအဟန့်အတားဖြစ်သွားပါလိမ့်မယ်ဒါဆိုအမေရိကန်ကကောဘယ်လိုသဘောထားမှာလဲ
အမေရိကန်ကတော့ကြိုးစိုးမှသိကြပါတယ်အထူးသဖြင့်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတာကာအီချီဝန်ကြီးချုပ်မဖြစ်ခင်ကတည်းကအပြေအဝထောက်ခံတယ်လို့ပြောခဲ့ပူပါတယ်အမေရိကန်ဟာလက်ရှိမှာကမ္ဘာတဝန်းကပြဿနာတွေကြောင့်အင်အားတွေပြန့်ကျဲနေချိန်ဖြစ်လို့အာရှမှာဂျပန်လိုခိုင်မာတဲ့မဟာမိတ်ကကိုခြေတော့ပေါ်ကိုရက်တီးပြီးစစ်ရေးစရိတ်တွေကိုမျှဝေကြခံပေးတာကိုပိုပြီးလိုလားနေပါတယ်ဒါပေမဲ့အရာအလုံးကတော့ဖြောင့်ဖြူးနေမှာမဟုတ်ပါဘူးဂျပန်စစ်တပ်အင်အားကြီးလာတာကိုဒုတိယကမ္ဘာစစ်အတွင်းကဂျပန်ရဲ့ကျူးကျော်မှုကိုခံခဲ့ရတဲ့ကိုရီးယားနဲ့တရုတ်တို့ကတမိုင်းကြောင်းအရာအကြီးအကျယ်ဆန့်ကျင်ကြပါလိမ့်မယ်တာကာအီချီအတွက်အကြီးမားဆုံးစိန်ခေါ်မှုကအပြစ်မှားတယ်မဟုတ်ပါဘူးပြည်တွင်းမှာလည်းရှိနေပါတယ်ဂျပန်ပြည်သူအများစုဟာစစ်မတိုက်ချင်တဲ့ငြိမ်းချမ်းရေးဝါဒကိုအယိုးဆွဲနေကြဆဲပါလက်တလောအစာဟီရှင်ဘုံသတင်းစာရဲ့စစ်တမ်းအရအရှိအလဲပိုင်းစစ်ပွဲတွေအပေါ်ဂျပန်ပြည်သူ9%ကပဲထောက်ခံထားပါတယ်ဒီလိုအခြေအနေမျိုးမှာတာကာအီချီအနေနဲ့ဂျပန်ကိုစစ်ပွဲတွေထဲတိုက်ရိုက်မပါဝင်စေပဲဒေသတွင်းလုံခြုံရေးကိုဘယ်လိုတိစောက်သွားမလဲဆိုတာဟာအလွန်ကိုတိမ်မွေ့တဲ့ကစားကွက်တစ်ခုဖြစ်လာပါလိမ့်မယ်ပရိသတ်တွေကဘယ်လိုထင်ပါသလဲဂျပန်နိုင်ငံဟာတကယ်ပဲဒုတိယကမ္ဘာစစ်ကအိမ်မက်ဆိုးတွေကိုကြော်ဖြတ်ပြီးစစ်ရေးအင်အားကြီးနိုင်ငံတစ်ခုအဖြစ်ပြန်လည်ထွက်ပေါ်လာတော့မယ်လို့ထင်ပါသလားတရုတ်နဲ့အမေရိကန်ရဲ့အားပြိုင်မှုတွေကြားမှာဂျပန်ရဲ့အခန်းကဏ္ဍကရောဘယ်လောက်ထိအရေးပါလာမလဲတင်းရဲ့ထင်မြင်ယူဆချက်တွေကိုအောက်ကကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးဒီလိုမြန်မာနိုင်ငံရေးနဲ့ကမ္ဘာပထဝီနိုင်ငံရေးအားပြိုင်မှုတွေကိုစိတ်ဝင်စားစရာကောင်းအောင်တင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ရဲ့အလင်ကာ channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်